ပေါ့ဗျာကြားတယ်နေရအပေါ်ကြီးကဆက်ဆံတာကျွတ်မြင်ဘူးလား live မှာမြင်ဘူးလားညီလေးဘာညာနဲ့ဟုတ်တယ်နော်ဒါပြောပြတာခဏလေးအပေါ်မှာရှည်သွားအဲ့နေ့တော်တော်ရှည်သွားတယ်ကျွန်တော်သူ့တောင်းပန်လိုက် sorry လို့ကိုစကားရှည်သွားညီလေးလို့ဘာတော့ခုပြောနေတာကိုလည်းဟောမပြောဒီမှာလာပြီသူ string ရဲ့နေပေါ့ဗျာကျွန်တော်ပြောချင်တာအဲ့ string ကိုကျွန်တော်ပြောပြမယ်ဗျာကျွန်တော်ဘယ်ဟာကိုကြည့်ပြီးပြောလဲဆိုတော့ကျွန်တော်ဖြစ်တော့ပုံစံအတိုင်းလေးပေါ့ဗျာကျွန်တော်လည်း teammate တယောက်အနေနဲ့ပေါ့နော်ကျွန်တော်ရင်တော့ဆော့ခဲ့ဘူးတယ်ကိုစော်တော့ပုံစံအတိုင်းကွာမဟုတ်ရင်တော့ကို teammate တွေကွာနည်းနည်းလေးတော့မြင်ကျင်တယ်ဗျာကိုလိုဖြစ်စေချင်တယ်တနည်းအားဖြင့်ကိုလိုအချိုးကိုလည်းနည်းနည်းလေးမြင်ကျင်တယ်ကွာအဲ့တော့အဲ့နေ့ကကျွန်တော်9ရက်မြောက်သတိထားတဲ့နေ့သူစာ live ကွာအဲ့လိုကျွန်တော် stream မှာကွာအဲ့လို live ချစ်ပြတွေကိုခုနကွန်မန့်မှာကျွန်တော်ပြောတဲ့အတိုင်းပဲဒါသူကွန်မန့်မှာလည်းကျွန်တော်ရေးထားတယ်သူပါဇက်ကအမြဲတမ်းပြောတာဟိုဗာလဲစပိုကေတာတွေရောဘာတွေရောအစိုးရကဒီလူတယောက်ရဲ့စိတ်တွေကိုကျွန်တော်သိတယ်ဒီကောင်နောက်ဆုံးဘာဖြစ်မလဲဆိုတော့အတန်းချင်းတစ်ခုရပြီကျွန်တော် ਨੇ ပွဲကျွန်တော်ဖြစ်မယ်လို့တော့မထင်ဘူးဒါပေမဲ့အတန်းချင်းတစ်ခုနဲ့တော့ဒီကောင်ထွက်မှာအဲ့ထွက်တဲ့အချိန်ကတော့နာမည်တစ်ခုရသွားတဲ့အချိန်ကျွန်တော်တွက်ချပြီးသားလူကဘာဖြစ်လို့ဆိုတော့လူတယောက်ခင်နေမကင်းဘူးဆိုတော့ကွာအမှလာမယ်အောက်ကအခုဒီညနားရတယ်လို့နော်မကြီးဘာမှမဖတ်တော့ဘူးတဲ့အဲ့ဒါပိုကောင်းမယ်တဲ့ဟုတ်ပြီနော်ရတယ်မကြီးအခုဆွေးနေတဲ့အချိန် live နားတာတော့ဘာလို့ဒီစာအောင်နော် reply သူပြန်တော့ပြမယ်အခုပဲချိန်လာမလဲညီမသိဘူးတဲ့ကျွန်တော်9နာရီခွဲကျွန်တော်ဟုတ်တယ်နော်ဒါသူ့ကိုလည်းကျွန်တော်ပြောရတယ်9နာရီခွဲကြော်လို့မှမလာရင်အကူညီလေးကိုစားဖို့ပေးမယ်ကျွန်တော်ပြောရတယ်နော်ဟုတ်လားဆိုတော့အဲ့ဒါကြီးလည်းလာမယ်9နာရီခွဲတဲ့အလွန်ဆုံးလို့ဒီမှာနော်နားရင်စားဖို့မယ်ပြောရတယ်မနားရင်စားမဖို့ရှင်းနေရပဲဗျာကျွန်တော်လေးကိုကြီးနဲ့ဆော့တော့လေသိလားကိုကြီးနားမဲ့အချိန်လေကျွန်တော်တစ်ခါလေးစာ3ချောင်းလောက်ပို့ရတယ်ဗျာသိလားကျွန်တော်ပြောပြမယ်နော်ဘာဖြစ်လို့ပို့ရတယ်ဆိုပြောပြမယ်သူတို့တွေတောင်းတဲ့တယောက်အလုပ်ချိန်နေရှိတယ်မားတဲ့ချိန်နေရှိတယ်အားတဲ့ချိန်နေရှိတယ်ကျွန်တော်ပြောသိလားအဲ့လိုချိန်နေအများကြီးရှိတယ်ချွတ်ရွာကြီးရဲ့ဒါဟုတ်လေကျွန်တော်ပြောနေတာသိလားအဲ့လိုထားပါနော်ဒါပေမဲ့အဲ့လိုပေါ့နော်အကို9နိုင်ခွဲတီးလာမယ်ဆိုတဲ့ okay လေးတဲ့ညီမကွဲခင်နားမယ်တဲ့ okay အဲ့မှာနော်ကပ်ပြီးနားမယ်အဲ့လိုလာပေါ့ချွတ်ရွာကြီးရဲ့နာရီဝက်လူတယောက်နားတယ် stream နဲ့တိုင်းကိုလည်းကြည့်လိုက်အောင်တခါဆိုရင်9နိုင်6နိုင်ကျွန်တော်ကိုယ်တိုင် stream မှာချွတ်ရွာကြီးရဲ့လူတယောက်3နိုင်လောက်ဆိုရင်ဘာကြီးပင်မန်းလဲကျွန်တော်သိတယ်စေတနာနဲ့လေကျွန်တော်ပြပါနော်ပြမယ်မင်းရဲ့တင်းကုတ်မှာလို့လာစော်တုံးကစွမ်းဆောင်ရည်ကိုလို့ကြိုက်လို့တွဲခေါ်တာနော်လို့အရင်တော့ဗျာဟိုပြောရင်ဗျာကွေးသွားအရာကွေးသွားဘာမှကုံမလင်းလည်းမတက်ဘာဆိုဘာမှပြက်မပြုံးအဲ့ဒါကိုကျွန်တော်တတိယလို့ပေါ့နော်အဲ့ဒါလေးပြောလိုက်တာပင်မန်းပြီလို့ပြန်ပြီးအောက်ကျုံနေရတဲ့ပုံစံမလုပ်ချင်ဘူးလို့ထားတော့လို့အဲ့ဒါဘယ်လိုက်လဲဆိုတော့အဲ့ဒီ live stream တွေလွှင့်ပြီးတော့5ရက်မြောက်နေ့မှာ4ရက်မြောက်နေ့မှာကျွန်တော်နဲ့စော့တယ်အရှိရက်တွေမှာလည်းအစပိုင်းနောက်ပိုင်း1 night တကယ်ကောင်းတယ်ကျွန်တော်ကိုယ်တိုင်လည်းသူပြောတယ်မင်းနောက်ပိုင်းကောင်းတယ်ညီလေးမကောင်းမို့အစပိုင်းမှာညီလေးအတန်မထွက်ဘူးအတန်မလို့ဆိုတာပင်မန်းနေဆိုတော့ကိုကြီးသိတယ်ဘာလို့ပင်မန်းလဲဆိုရင်ဗျာ stream လာတဲ့အတိုင်း4-5နာရီဗျာနေပြီးပြောချင်တာသိလားအဲ့ဒါကိုပင်မန်းလာဆိုသိပြမယ်အောက်မှာအဲ့ဒါစာပါရနော်ထားတော့လို့အကိုစံပြေတဲ့အချက်တွေပြောထားပြီးပြီလို့ဒါကျွန်တော်အစီအမံလို့မပြေဘူးပြောရလေချစ်ပြောရဲကျွန်တော်ပြောပိုင်ခွင့်မရှိဘူးလားကျွန်တော်စပုတ်ကျင်နေဘာညာဆိုသူပြောတာဟုတ်လားကျွန်တော်ပြောတာညီလဲအကိုကြောက်ဖြစ်လာတာဆိုကြီးတဲ့မဖြစ်ချင်ဘူးတဲ့ဒါအမှန်မှားတဲ့အစကားတဲ့ညီပြောခဲ့တယ်တဲ့ကိုနစ်စတွင်းကြောင်းအကိုဖန်တွေမပြောနဲ့ဆိုတာဒါတွေကကျွန်တော်ပြောနေတာကွာဒီစာအုပ်ရေးလိုက်ကြတဲ့ကွာ तू ကဒီ streaming ပညာရုပ် तू သိတယ်နေပြောချင်တာသိလားဒီ streaming ပညာရုပ်သိရတဲ့အတွက်ဘယ်လိုထိုးပေါက်မလဲဆိုတာလေဒီကောင်လေးကောင်းကောင်းသိတယ်ဒီကောင်လေးမို့ကျွန်တော်တို့ကြီးတယ်ကျွန်တော်က live မှာ तू live လေးနေချင်းပြောများအောင်ဆိုပြီးတော့ तू ညီလေးလို့ခေါ်တာဒါအမှန်တော့စကားနော် live မှာငါညီဆိုတင်းကုတ်ကလို့ပုံစံမို့အကိုတို့လမ်းခွဲမယ်လို့တင်းကုတ်မှာဆိုတော့ဘယ်လိုလဲဆိုစာပြီးတော့ဝင်လာတယ်ဝင်လာတဲ့ဟာကိုနေကြီးကျွန်တော်ကဘသူပါဆိုပြီးတော့ကျွန်တော်ဘသူပါဘာညာပေါ့ဗျာ1 9ပေါ့တရားအမှန်ရင်ဘယ်လိုပြောမလဲတက်ကြွဗျာနေပြောချင်တာတက်ကြွရနေပါညာနောက်ပိုင်းကျတော့ဗျာအစာပိုင်းမှာလောကမေးမိန်ပြီးတော့မေးမိန်လာတဲ့နောက်ွယ်ရချွတ်ရကြည့်ဗျာဒါကခဏလေးပဲလက်တွဲလာသေးတာရေးရှိဆိုရင်ချွတ်ရရဲ့ခေါင်းတော့ဖြတ်ပါနင်းခံရမှာအဲ့ကွက်တည်းရသိလားကြောပြမနော်အခု stream မှာဘာလို့ကျွန်တော်လူတိုင်းကိုအောက်ကျတတ်တယ်အနစ်နာခံတတ်တယ်အဲ့ဒါကိုတချို့သောသူတွေကလည်းသိကောင်းသိမှာပေါ့နော်သိရဆိုတာကဒီလိုဗျာပြောမယ်ဆိုရင်တော့ဒီလိုစီးပွားရေးကိုအမြင်ကျဲတဲ့သူတွေပေါ့အဲ့လိုပေါ့နော်ဘလို့ထိုးပေါက်မလဲသိရတဲ့သူတွေပေါ့သိရမလားအခု stream မှာဘက်ကနီနဲ့ပြောနေရတော်ပြီးတာโอเคအရင်ကလေးအဲ့ဒါပြောတာအရင်တော့အခုစပိုးကျင်တာအခု stream မှာပဲဘက်ကနီရပြောပြီး stream မှာလုံးမယ်လို့တော့ခေါင်းမပြောဘူးကြောက်ပြောသေးလား stream နေရလို့လည်းမပြောဘူး4ရက်မြောက်နေ့မှာ तू stream နေဆိုတော့သူ့ပြောတယောက်လာမယ်မှာ one night stream မှာဆိုတော့ကျွန်တော်သိတာအရင်ကလေးကကျွန်တော် stream မှာနဲ့တွဲမစုံနော်အရင်ကမစုံကိုကြီးရဲ့နောက်ပိုင်းပြီးမှ qualify နဲ့ဆော့တယ် qualify နဲ့ဆော့တယ်ဆိုတာလေအမှ1 night နဲ့ခင်လို့ကျွန်တော်ပြောတာနော်1 night နဲ့ခင်လို့ဆော့ပြီးတာဟာလားဆော့ပြီးတယ်1 night ဆော့ပြီးရဆိုတာဗျာဟိုဘယ်လိုကျွန်တော်လဲဆော့ကျင်တယ်ကိုဒီဗိုက်ရလည်းအဲ့လိုပြောရဲဆိုတော့ကျွန်တော်ဆော့ကြတယ်1 night ရခင်တော့ကွက်တိဖြစ်သွားကျွန်တော်တို့တွဲဆော့လို့ပိုကောင်းသွားတယ်ဗောနော်အဲ့လိုခင်ပိုဖြစ်သွားတာဗောအဲ့လို
โอเคတဲ့အဲ့ဒါဆိုဒီညရိုက်မယ်လို့ကိုကိုရဲ့လို့ကျွန်တော်လည်းပြန်အောင်ဆင်ပြေသွားပြီထင်တာဗျာသိလားသူကပျော်နေရတော်ပြီဆိုပြီးသွားပြီအဲ့ဒါဆိုဒီညရိုက်မယ်လို့ကိုကိုရဲ့လို့ကျွန်တော်လည်းပြန်အောင်ဆင်ပြေသွားပြီထင်တာဗျာသိလားသူကပျော်နေရတော်ပြီဆိုပြီးသွားပြီဗောကျွန်တော်ထင်သိရမလားအဲ့လိုကွာအဲ့ဒါပြီးတော့မှကြီးโอเคတော့အဲ့ဒါဆိုဒီညရိုက်မယ်လို့ကိုကိုရဲ့လို့တနားရီလောက်ကြိုးစားနားပြီးညီလို့စော့ကျင်တဲ့အချိန်စောလို့မင်း highlight များလို့ငါစေတနာနားလေလာလိမ့်မယ်လို့အကိုတို့အမတို့မယုံရင်ဆွေမာတွေကိုမေးကြည့်ဗျာသိလားဆွေမာတွေကိုမေးကြည့်အောင်မြင်နေတဲ့ဆွေမာဘာလို့အောင်မြင်နေလဲဆိုတာလေအဲ့တော့လေကျွန်တော်ကလေဒါကိုညီလေးတယောက်လိုချစ်လို့သိလားငါစေတနာမင်းနားလေလိမ့်မယ်လို့ကျွန်တော်ပြောခဲ့တာအောင်မြင်စေခြင်းလို့ပြောခဲ့တာဒီကောက် viewer တွေမနေဘလို့မများစေခြင်းဘူး viewer တွေမသိစေခြင်းဘူးဆိုရင် live တစ်ခုမှလည်းကျွန်တော် attention ပေးဖို့ဆိုတာအဝေးကြီးပဲလူတယောက်ဟုတ်တယ်နော်နေပြောတာအခုကကျွန်တော် live မှာချွတ်ပြိုက်တည်သုံးမယ်ကျွန်တော်နဲ့နီးစပ်ဆုံးပြီးတော့1 night မယ်ဟုတ်တယ်နော်အဲ့ဒါဆိုတော့စောက်ပြင်းမကြည့်ဒီမှာစောက်နေစားတာကြည်ပါဗျာချွတ်ပြိုက်အဲ့ဒါပဲကြည့်တော့စောက်နေပြောတာတဲ့ဒါစောက်နေပြောတာတဲ့မကြီးတနားခွဲလောက်ကြိုးစားပေးညီလို့စောနေချိန်စောမင်းလိုက်များလုံးငါစိနာမင်းနာလေလိမ့်မယ်အဲ့ဒီအရှိရညမှာ तू ပြောခဲ့ဘူးပဲကျွန်တော်ဖုန်းနဲ့ပြောတော့မှာနော်ဒါလည်း तू ကိုယ်တိုင်သိတယ်ကျွန်တော်လိန်လားမလိန်လားဆိုတော့ညီလေးတို့မင်းဟိုင်းလိုက်များလို့လေကိုကြီးတယ်ကျွန်တော်မလုံးကျွန်တော်ပြင်းကြည့်ရတယ်အဲ့ဒါကြောင့်သူ့ကိုဗျာကိုညီလေးအနေနဲ့ချစ်စနိုးနဲ့စောက်ပြင်းမကြီးနဲ့လို့ပြောတာသိလားအဲ့လိုကြော်ပြောသိလားအဲ့လိုနော်အဲ့လိုညီပြောမဲ့ကိုနေโอเคတခါလေးတဲ့ညီတို့စင်မပြေဟိုနေရလူမထားခဲ့နဲ့โอเคစာပို့လိုက်မယ်လို့ထားခဲ့တယ်ဆိုတာကျွန်တော်မီးပြတ်သွားတယ်ချစ်ရရဲ့မီးပြတ်ကျွန်တော်ပင်မန်းတယ်နေပင်မန်းပြီးတော့ဗျာလူဗျာလောက်ကြီးဆွင်းပြီးကျွန်တော်ပြီးတော့ခါခွဲတာချစ်ရသိမယ်အထိုင်အဲ့လောက်ထိုင်လို့မရဘူးတခါထိုင်ပြီးကျွန်တော်အရင်ဟိုက်ဝိုင်ကွာထိုင်ပြီးဂိမ်းစော်ပြီးနေပြောသေးလားအဲ့လိုပြီးနေအေးစီလေးလဲနေတယ်ကွာလဲမိနေအိတ်ချင်းလည်းအိပ်ပြောအောင်အဲ့လိုဆိုတော့အိုးဘောနော်သူသာတကယ် support တယ်နေရို့တကယ်အကိုတယောက်လိုချစ်တယ်ခင်တယ်ဆိုရင်နားလည်းမပေးဘူးဗျာဒါတွေကစကွန်ပလိန်းတွေတက်တယ်ကွာဒီလားအဲ့လိုကျွန်တော်ဒါရတယ်လက်ခံတယ်ကိုကလည်းပြောပြီโอเคစာပို့လိုက်မယ်ဖုန်းဝင်လိုက်မယ်ဗောနော်ကက်ဘီနာအရင်နဲ့ညိကန်ပေါက်ကက်ဘီနာလည်းညိကန်ပေါက်ကမကြောက်ဘူးနော်ကျွန်တော်လိုချင်တာက1 night ရဲ့ကန်ပေါက်မဟုတ်1 night ရဲ့တက်ကြွမှုအရင်တော့ကစားစော့ခဲ့တဲ့1 night ကိုကြိုက်လို့ကျွန်တော်ရဲ့ကက်လန်လေးကိုရောက်လာတာနေပြောသိလားကလန်နဲ့ရောက်လာအဲ့လိုဆိုနောက်ပိုင်းမှာဒီဆွေးမင်းလမ်းကြောင်းလေးသူကတီးတဲ့အတွက်ကလန်မှာလည်းကျွန်တော် live မှာနာမည်ပေးတာတီးတဲ့အတွက်ကျွန်တော်ထင်ရတော့ဗောနော်တခုခုပေါ့ပြောမယ်သူကြောတဲ့သဘောလို့တော့ထင်တာပဲဗျာနော်ကြောပြောပြနော်ညီကျုံလို့ရတဲ့ကိုနေတဲ့ stream နေတာဆိုတော့တဲ့ကိုနေကေးပို့ရအောင်မပြစ်တာတဲ့ရလက်ခံကျွန်တော်က1 night လေးစောခဲ့ညီလေးကိုကြီးကေးတွေပေးပါဘာညာ1 night အခုပြောခဲ့လားငါညီကိုကြီးကျွန်တော်ကိုကြီးကိုစပိုးချင်းတာဘာညီလေးပဲပြောနေတာအကုန်လုံးဟုတ်လားဆိုတော့အပြောစုလေးတန်နေတိတာတဲ့ညီလေးလို့အားပြော့သွားတယ်ချစ်ပြောရဲအဲ့တော့အပြောစုလေးတန်တွေကကျွန်တော်သိရလေကျွန်တော်စော့နေ9နှစ်ကျော်ပြီတင်းမိတ်တွေကျွန်တော်မြေပုံမှာတော့ ET တို့လည်းဒါအတီဆုံးဘသူဘာလုပ်နေလဲဒါရမင်းတို့ဘာလုပ်နေလဲအရင်ကဲလုပ်တဲ့လူတယောက်တင်းမိတ်တွေဘာကြီးဖြစ်နေသူနဲလို့နဲတယ်ပြောနေတာဗျကျွန်တော်သိနေလို့အဲ့လိုဆိုအခုနောက် follower နဲတယ်လို့ follower နဲတယ်ဟုတ်တယ် follower နဲတယ်ဆိုတာရှင်းရှင်းလေးဒီစကားပြောလိုက်ပါကွာကျွန်တော်ဥမာ1 night ရေးလို့ခေါ်ဘာလို့မသိရှိတော့တခါလေကျရင် ready minute ခဲ့တဲ့ခန်းတွေကပါတယ်အဲ့လိုခန်းတွေလည်းရှိအဲ့လိုဆိုတော့ဒီရာဦးနေရဗျာသိရမလားအားနေလို့နေလို့ပြောတော့အဲ့ဒါဘာကိုအကိုလိုချစ်တယ် support ပေးမယ်ဆိုလူတယောက်ဘာတကုံးမကြံနေအဲ့လိုကြီးဗျာတခါလေမကြားညံဆောင်တဲ့ပုံစံတွေမှာမြင်နေရတယ်ဒါတော့ live ကြည့်ရသူတွေသိမှာပါကျွန်တော်တခါလေ1 night လို့နှစ်ခါခေါ်မှတစ်ခါတော့ပဲဖြေတာရှိတယ်အဲ့လိုဆိုတော့ तू က stream နေရင်အဲ့လိုပေါ့နော်ကျွန်တော်ရဲ့live ကို तू ဘာနဲ့ဖွင့်တာလဲတော့ तू မသိဘူးဖွင့်တာလည်းမသိတော့အဲ့ထဲမှာ comment တွေကွာတွေ့တယ်အဲ့ comment တွေကိုလည်းဒါပြောချင်တာနော်အဲ့ comment တွေကများသောအားဖြင့်နေယူမှန်ပြီးတယ်ကွာဟုတ်တယ်နော်နေယူမှန်ပြီးတယ်မှန်ပြီးဖြစ်တဲ့အတွက်သူတခါလေးဖြေလိုက်ရင်နည်းနည်းလေးကွာချစ်ကငန်လေးရှိတယ်ဒါကတော့သူ့ရဲ့ live ကိုကြည့်ပါကြည့်ရင်းနဲ့ပြီးသွားလိမ့်မယ်တခါကျရင် viewer တွေကိုမေးတွေပိုင်းနဲ့ပြန်ပြီးကင်လို့တဲ့ကွက်တွေကရှိသေးတယ်အဲ့လိုဆိုတော့ဒါတော့ထားပါဒါကြည့်ရည်လေဟိုပါဗောနော်တခါလေးမကြားညောက်ဆောင်ဟာကွာတဲ့မင်းကူတီးတဲ့မပြင်သေးတော့တဲ့ငါရေရှည်ဆိုတာတွေးရင်လို့အရှိကသူတွေလို့ဒါတော့ကျွန်တော်အရှိရဟိုပါဗောနော်အရှိရဆိုတော့ဒီတချို့တင်းမိတ်တွေရှိတယ်ကျွန်တော်အရှိမှာသိရမှာအဲ့လိုလေးအကိုညီကိုစောက်ဖို့ဆိုတဲ့ပုံနဲ့ဒီမှာမှန်တိုင်းပြောအကိုအားလို့ညီကိုလိုခင်တယ်လို့ဒါပေမဲ့စောက်ဖို့ပါဆိုတဲ့ပုံနဲ့မလုံနဲ့လုံးဝအမုန်းဆုံးပဲကျွန်တော်သိတယ်ချစ်ပြရကျွန်တော်ကိုဆက်ဆံနေတဲ့ပုံစံအဲ့ဒါယူချစ်ပြရဘယ်လိုပြောရမလဲသိလားရေးရှည်ကွာဒါတချို့ဆွေမိုင်းဆိုရေးရှည်ဒီလိုလူတယောက်နဲ့တွဲပါကျွန်တော်ပြောနေတာသိလားကျွန်တော်ရှက်ခွဲရမလို့သူပြခဲ့လို့ကျွန်တော်လည်းပြန်ပြပြီးလားသူပြတာတေးသေးလေးကိုဘာမှမမြင်အောင်ချစ်ပြရအမအကြီးလို့ရဟုတ်လားနေပြောအဲ့လိုပေါ့နော်ညီတနိုင်သူပြောရတယ်တဲ့ပြောလာကြီးလို့ညီကောက်မလေးတောင်တဲ့အခန်းမြင့်ထွက်အိတ်တယ်တဲ့သူပြောချင်တာဗျာကျွန်တော်ပြောမနော်ကျွန်တော်စပိုးကျင်တာဘာညာသူ့ကောင်မလေးဘာနေနဲ့မဆိုင်ဘူးလေချစ်ပြရည်နေကို तू စပိုးကျင်လို့ तू ကလာစော့တာချစ်ပြရည်တိတ်မှာပါ तू live လွှင့်နေတဲ့အချိန်ကျွန်တော်ဘက်ကသူ့ကိုခေါ်တာရှိလားညီလေးလာခဲ့
စာပို့တာမြင်လားရှိလားနေပြောတာနေပြောချင်တာသိလားဟိုလေကျွန်တော်ဘက်ကလေအဲ့လောက်ကြီးတွေ့ကပ်ပြီးနေတာမဟုတ်ဘူးနေပြောဟာလီတွေ့ပြီးရည်ရင်တယ်ဒါတော့ကိုနဲ့မဆိုင်ဘူးနော်ဟုတ်တယ်လေကျွန်တော်နဲ့မဆိုင်တာသူ့ကောင်မလေးအပြင်ထွက်အိတ်တာမကားလို့ဘေးပဲအိတ်လေးချစ်ပြွားကြီးရဲ့နေပြောတာလားဝန်တိုင်းဆိုတာတဲ့ကိုနေနဲ့ဆော့မှလူသိများလာတာလူတိုင်းသိမဟုတ်ပြ streaming ပြင်ရတာတချို့သိရညီကိုတွေသိပါတယ်ဗျာကျွန်တော်ပြောနေတာအကွက်ချက်ကြောင်နင်းွားလို့ဒါဆိုတော့ तू အောင်မြင်ရင်လဲကျွန်တော်ပြောပြီး viewer များနေလိမ့်မယ်အဲ့ viewer ရဲ့ comment နေတဲ့မှာနေပြောလို့ပဲဒါနေနဲ့ပွဲဖြစ်သွားတာဖြစ်တဲ့အတွက်ခံနိုင်ရှိအောင်တော့မွေးတာပေါ့နော် viewer ဟိုမှာဟိုဘာဗလိန်လို့လည်းမသိဘူးအဲ့ဒါတော့အမေနဲ့ကြိုင်တုပ်နေဆိုအောင်မြင်ပါပါငါညာမင်းကိုနဲ့တင်းကိုလာစောတဲ့ညကတနာရီဝင်းကျင်ဟုတ်ပြီနော်ကျွန်တော်ခုနပြောခဲ့တဲ့စကားတွေမှာတနာရီဝင်းကျင်အဲတုန်းကဒီလိုပြဿနာတွေရှိတယ်ငါ့ကိုတခါမှမပြောထားဘူးဟုတ်တယ်နော်ချစ်ပြကြီးကိုနေကျွန်တော်စပို့ကျင်တယ်ဒါပေမဲ့လေတိလားကိုနေကျွန်တော်ရဲ့ကောင်မလေးကအဆင်မပြေပြောခဲ့လားနေပြောတာအခုမှဒါကြီးလာပြောနေဘာလို့မှလဲဗျာအခုလိုစကားပြောနေတဲ့အချိန်မှဟုတ်တယ်နော်အချစ်ရအကြောင်းနဲ့အနောက်အကြောင်းနဲ့အလဲအကြောင်းအကုန်လုံးဘာကြီးပေါင်းနေမှလည်းမသိဘူးသူတယောက်တည်းနေအရန်စိတ်ညစ်တယ်တိလားနေအရန်စိတ်ညစ်တယ်ချစ်ပြကြီးတကယ်ပြောတာတိလားအဲတော့နော်အဲ့ဆိုကိုပဲညီပြောလိုက်မယ်တဲ့စိတ်ဓာတ်ကိုနေတိပါတယ်လေစိတ်ဓာတ်တိတယ်လေစိတ်ဓာတ်ကောင်းတာတိတယ်ဒါပေမဲ့စိတ်ဓာတ်ကောင်းလာဆိုတာအပြောပဲရှိတော့ရနောက်ပိုင်းအပြောဆိုလူတယောက်ကလေစိတ်ဓာတ်ကောင်းတယ်မကောင်းဘူးဆိုတာလုံရက်တည်နေပဲသွားတာဒါကိုလေချစ်ပြကြီးတိမှာပါကျွန်တော်စိတ်ဓာတ်ကောင်းတယ်ချစ်ပြကြီးကျွန်တော်အားပေးချစ်ပြကျွန်တော်လုံရက်ကိုတိနေရပဲဗျာနေပြောတာဟုတ်လားကျွန်တော်စိတ်ဓာတ်ကောင်းတယ်ပြောတာဘယ်သူယုံမှာတော့နေပြောတာဟုတ်လားအဲ့ဆိုမင်းအပြောတွေကိုယုံကြည်တာဟုတ်တယ်လေ तू ပြောတာပဲနေတိနေရလေ तू နဲ့ပြင်မာလည်းမတွေ့ဘူးလေမင်းပြောတွေကိုယုံကြည်ထားတယ်လေနောက်ပိုင်းကျတော့ तू ကကျွန်တော်ခုနပြောကြောလို့စိတ်ဓာတ်တစ်ခုတည်းတိနေလို့မရဘူးမင်း streaming ကိုစိတ်ဝင်စားဘူးဥလောင်ပြောထားတာဒီကောင် streaming မလုပ်ဘူးကိုနေဝင်ကျွန်တော် streaming မလုပ်ဘူး तू ပြောထားတာအခုမှတတိရတဲ့စာပြင်မှာကိုနေဝင်ကျွန်တော် streaming မလုပ်ဘူးဟွာပဲအပြောပဲဒီတိုင်းစော့တာမင်း streaming လုပ်စားတဲ့နေမင်းငါနဲ့တွေ့မယ်နော်တွေ့မယ်မင်းပြောခဲ့တာနော်ဒီလိုဖြစ်ပြီးမှမီခရီတာလောကထဲဝင်လာမင်းက live fight မှာကြည့်နေမင်းကြည့်နေနော် live fight မှာမင်းကြည့်နေငါဘာမှမလုပ်ငါဂိမ်းမင်းက live fight မှာကြည့်နေမင်းကြည့်တာငါပြောခဲ့တယ်နော်စိတ်မဝင်စားဘာလည်းမသိဘူးနော်အတားပါတော့နော်ကိုနေတော့တရားခိုင်တို့အစဉ်ပြေမဆိုလို့ရေရှည်ဘလို့သွားရမလဲတရားခိုင်တို့ဟုတ်ပါမလားချစ်ပြောရကျွန်တော်ပြောတဲ့အချက်လေးနှစ်ချက်ဗျာကျွန်တော်ပြောတာ तू ဖိုင်တွေးနေတာအချက်နှစ်ချက်ကစလိတ်အဲ့ပထမဆုံးပြောရလေစလိတ်တောင်ပြောဆိုတဲ့အချက်အဲ့ဒါရဲ့ဒီ string ကအဲ့အချက်ကတရားကျွန်တော်ပြောတာဗျာကျွန်တော်ကိုယ်တိုင်ဆွေမှာဒီထဲမှာလည်းဆွေမှာညီကိုကြီးပါမယ်။လိုက်ဆွေ3နာရီလောက်လွှင့်လာရင်စိတ်ထဲမှာဘယ်လိုနေရလဲဒါသိမယ်။ဟုတ်တယ်နော်။စိတ်ထဲမှာပင်ပန်းနေနှုံးနေဒါလေ။ဟုတ်လားနေပြောကြ။အတ္တအဒီကိုနေကြီးကမြင်တယ်။အရှိပိုင်းမှာအားနှဲနေတယ်နေပြောသေးလား။အဲ့ဒါလေးကိုပြောတော့ဘာဒီမန်းနှုံးပြည့်တယ်အဲ့လိုရှိရှိပဲလူသွားမလဲတဲ့။အခုပြည့်စီနာလို့မင်္ဂလာနဲ့စော့လို့ဘာမှမနဲ့နာဟုတ်တယ်ဟုတ်လို့။ဒါဟုတ်လားချစ်ပြောကြီးဟုတ်လားနေပြောတာ။ तू ကျွန်တော်နဲ့စော့ तू ဘာများနဲ့နာဝါလဲနေပြောတာ။ဟုတ်လား။နင့်နာတာရှိလားညီပြောကြီးလို့ကိုနေတော့တရားခိုင်တို့အစဉ်ပြေမှရတယ်ဆိုတော့ဟာလို့ဒီမှာဖြဲနေပြီလေကျွန်တော်ဖြဲနေပြီလေကျွန်တော်အရှိမပြောင်းဥမာလားလို့ကို string စမယ်ဘာညာတော့ပြောပြီးကျွန်တော်ဖြဲနေပြီဒီမှာနော်ဒီချို့ကိစ္စတွေတဲ့ကိုနေအရန်မားရင်အောင်တဲ့ညီနာလေးပေးတယ်အများကြီးပါကြောက်လဲဆိုကျွန်တော်မားတဲ့အချက်ဗျာချစ်ပြရင် live မှာကျွန်တော်မားတဲ့အချက်ဘယ်နေရာရှိခဲ့လဲချစ်ပြပြောမားတဲ့အချက်ရှိရဲ့အဲ့ဒါဘာလဲသိလားကျွန်တော်ဗျာတစ်ခါလေးပေါ့နော်ကျွန်တော်အိပ်ပျော်သွားနေရှိရဲ့အဲ့ကျင်ညာသူတို့ကျွန်တော်စာမဖို့မိဘူး stream လားမ stream လားဆိုတာဘာဖြစ်လို့လဲဆိုတော့ तू streaming အရန်နောက်ကြမှာကြောက်တဲ့စိတ်ရှိရဲ့ကျွန်တော်နိုင် तू ချမှာကြော်ပြောချင်တာသိလားအဲ့လိုနဲ့ကွာ तू တဖြည်းဖြည်းဝင်ချင်တာကြော်ပြောချင်တာသိလားဝင်မှာနေမပြောပါ